မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့အပတ်တုန်းကတော့မွေးပတ်တီးတွေတော်တော်အောင်တယ်ပေါ့နော်မွေးကွက်တွေရောပါမွေးအခွေတွေရောပေါ့နော်ဒီမွေးကွက်ကျတော့တစ်ကြိမ်လွဲတယ်ပေါ့နော်အဲ့ဒီမွေးအခွေက2ကြိမ်ပေး2ကြိမ်အောင်ပေါ့နော်ဒီပတ်တီးလည်း2ကြိမ်ပေး2ကြိမ်အောင်ဗျာကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်လည်းပဲကျွန်တော်ဒီ3ရက်စာပတ်တီးပေါ့နော်တစ်လုံးရဲ့မွေး3ခွက်ရဲ့လေးလုံးအခွေပေါ့နော်ပုံစံဟောင်းမဲ့ကျွန်တော်ထပ်ပေးမယ်ပေါ့နော်ဒီတစ်ပတ်မှာကျတော့တတိလာနေပိတ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီဂျာတပတေးနေ့အထိမွေးဗျာဟာမွေးပတ်တီးမှာကျတော့ကျွန်တော်ဒီတစ်ပတ်မှာဆိုရင်ငါးပိုင်ပတ်တီးပေါ့နော်ငါးတလုံးကိုအပိုင်ပတ်ပါပတ်နိုင်တဲ့သူများပေါ့နော်ပတ်ဟာစိုက်မှာကျတော့ကျွန်တော်ဒီ6ခုလောက်ကျွန်တော်တွေ့တယ်ပေါ့နော်ဒီငါးပိုင်စိုက်ပေါ့နော်ဒီစိုက်တွေဘာတွေတည်ချင်တော့ကျွန်တော်ရဲ့ Telegram channel လေးကို join ပြီးတော့လာကြည့်ပေါ့နော်ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link လေးချထားပေးမယ်ပေါ့နော်ဒီမွေးတွန်းကွက်မှာကျတော့ကျွန်တော်ကြီးမှာဆိုရင်ပေါ့နော်ကျွန်တော်ဟိုပိုင်ငါးပိုင်နဲ့ကတ်မဲ့ကြီးပေါ့နော်ကျွန်တော်ဒီခုနှစ်တုံညာကြီးပေါ့နော်ခုနှစ်တုံညာကြီးကိုကျွန်တော်ဒီမွေးတွန်းကွက်အနေနဲ့ထုတ်မယ်ဆိုရင်ကျွန်တော်ဒီငါးခွန်ငါးနှစ်ပြီးကြရင်90ပေါ့နော်ဒီတွန်းကွက်ကိုမွေးဗျာကျွန်တော်ဒီလေးလုံးအခွေဓမ္မတွေကကျတော့ပေါ့နော်လေးလုံးအခွေဓမ္မတွေကကျတော့ကျွန်တော်ဒီငါးတုံညာနှစ်ခွန်ပေါ့နော်ကျွန်တော်ဒီငါးတုံညာနှစ်ခွန်ကြီးနဲ့ပိုင်နဲ့ကျွန်တော်တို့ဒီအကုန်လုံးလေးလုံးစလုံးကိုတွဲပြီးတော့ခွေလိုက်ပေါ့နော်အဲ့လိုပုံစံမှာပဲပြီးခဲ့တဲ့ပတ်တုန်းကလည်းကျွန်တော်အဲ့လိုပဲပေးတယ်ပေါ့နော်ဒါကြတော့မိတ်ဆွေတို့ကြိုက်တဲ့ဟာလေးကိုရွေးထိုးပြကျွန်တော်ဒီအများကြီးမတက်နိုင်ဘူးဆိုရင်ကျွန်တော်မွေးတုံးကွက်မွေးပေါ့နော်ဟိုပုံမှန်နည်းနည်းပါးပါးထက်မွေးနိုင်တဲ့သူတွေတော့အခွေမွေးပေါ့နော်ပတ်နိုင်တဲ့သူများကြတော့ငါးပိုင်ပတ်ပေါ့ဗျာဒါကြတော့ကိုစင်ပီတလိုလေးကိုကစားပေါ့နော်ကျွန်တော်တို့စောစောလေးလာပေးတယ်ပေါ့နော်ကျွန်တော် viewer လဲနည်းနည်းနဲတယ်ကျွန်တော်ခုတော့ကျွန်တော်စောစောကြီးပေးတယ်ပေါ့နော်ချိုးမိတ်ဆွေများမမြင်မှာစောလို့ပေါ့နော်တစ်ခါလေးဟိုတင်တာရက်နီးတော့ကျွန်တော်မမြင်ဘူးမမြင်လိုက်ဘူးပါညာပေါ့နော်အဲ့လိုမျိုးပုံစံနေရှိတဲ့လူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်လေးစောစောစီစီကိုကျွန်တော်လာတင်ပေးတယ်ဗျာဒီမနေ့ပြန်လဲပိတ်တယ်ဆိုတော့ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲကံကောင်းပါစေဗျာအားလုံးပေါက်ကြပါစေ